အားလုံးပဲမင်္ဂလာပါ Jackie Football Channel နဲ့ကြိုဆိုပါရစေကျွန်တော်အခု share ပေးချင်တဲ့ exercise လေးကတော့ကျွန်တော်နေနေတဲ့ခြေထောက်လေးတွေပိုပြီးမြန်လာအောင်လုပ်လို့ရမယ့် exercise လေးကိုကျွန်တော် share လုပ်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ချက်လောက်လိုက်ကြည့်လိုက်ရအောင်အားလုံးပဲကျွန်တော်ဗီဒီယိုလေးကိုစုံစည်းကြည့်ပေးသွားအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ Jackie Football Channel လေးကို like and subscribe လုပ်ပေးဖို့တောင်းဆိုချင်ပါတယ်ကျွန်တော်ရဲ့ channel လေးကိုကျွန်တော် comment အောက်မှာချထားပေးမှာဖြစ်ပါတယ် like and subscribe လုပ်ပေးကြပါအောင်လို့အားလုံးကိုတောင်းဆိုချင်ပါတယ်အားလုံးပဲနောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြမယ်